ဘူးပါနော်အားလုံးခွင့်လို့ပြုဖို့ရတဲ့မိသားရခံချင်ပါတယ်ကျွန်တော်တို့ပထမဆုံးကိုပေးဖို့ရတဲ့ကျွန်တော် my professor ဖြစ်တဲ့ဆရာဒေါက်တာဦးစောစလာကိုဒီခေါ်ချင်ပါတယ်ဒီတောင်းချင်ပါတယ် Happy life အဲ့ဆိုရင်ကျွန်တော်စုမပေးခင်မှာ happy life ကနေပြီးမှဘာပဲဖြစ်ရင်တွဲစကားရှိလားမရှိဘူးလားရှိရတော့အဲ့ဆိုမပြောနဲ့တော့အဲ့ဆိုရင်ဒီစကားပြောဖို့ရတယ်ဒီနည်းပြောပြမှာစက္ကန့်နည်းနဲ့ပြောချင်ပါတယ်ရှိဦးစွာနဲ့ဒီကမှာဖယားနာမတော်ချီးမွမ်းလာတယ်ဖယားခင်ရဲ့ချီးကျူးတော်ကြောင့်ကျမတို့ရရှိခဲ့တာဖြစ်ပါတယ်ကျမတို့တတ်နိုင်တာကနိုင်တာဘာမှမရှိပါဘူးကျမတို့စုတောင်းယုံဘာမှမလုပ်နိုင်ပါဘူးကျမတို့ဖယားခင်ရဲ့နာမတော်ပို့ပြီးတော့ချီးမွမ်းချင်တဲ့အစိတ်ပိုင်းလာပြီပါအဖွဲ့ဝင်အားလုံးကိုကျေးဇူးတင်တဲ့ဒီအကပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ခွင့်ရတဲ့အတွက်အရင်ကိုကျေးဇူးတင်ပါတယ်အကအဖြစ်တော်၎င်းမိုင်းလက်ချာဖြစ်တော်၎င်းဘဝရှိစရှောင်းလမ်းမှာတင်ပေးတဲ့ဆရာတွေအားလုံးဖြစ်အဖွဲ့ဝင်တွေအားလုံးဖြစ်ဆရာတရားအကဆရာကိုလည်းအရင်ကျေးဇူးတင်ပါတယ်ပြီးတော့ဒီအကကိုကြည့်ရှုအားပေးဖို့ရလာကြတဲ့တာဟန်အေဂျီအတင်းသူကျေးဇူးတင်ပါတယ်အရေးရကနေလာတဲ့တကယ်ချင်းတွေအားလုံးကိုလည်းအရင်ကျေးဇူးတင်ပါတယ်လို့ပြီးတော့ဒီကျမရဲ့အဖွဲ့ဝင် Happy Life အဖွဲ့ဝင်တွေကိုလည်းအရင်ကျေးဇူးတင်တယ်အခက်အခဲတွေမလောက်များနေပါစေအတူတူရင်ဆိုင်ပြီးအတူတူရုန်းကန်ခဲ့တဲ့တကယ်ချင်းအဖွဲ့ဝင်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ကျေးဇူးတင်ပါတယ်နေ့ကြရင်တရှိုးနဲ့တော့ပြီးလို့ပါပဲကြာကနည်းနည်းမပြန်ပြောတဲ့ရတယ်အဲ့ဆိုရင်ပထမဆုံးကိုလက်ခံရရှိ